ဒေါ်လာတသန်းစုကြီးကိုရဖို့အတွက်ကစားသမား၈ယောက်ဟာကျောင်းဝင်းထဲမှာပုံအောင်ရမှာဖြစ်ပါတယ်မိနစ်20ကြာအောင်ကျောင်းသား2000ကျော်ရဲ့ရှာဖွေမှုကနေရှောင်တိန်နိုင်ခဲ့မယ်ဆိုရင်သူတို့ဟာဒေါ်လာတသန်းစုငွေကိုရရှိမှာပါပထမကစားသမားကာတိုကတော့အားကစားရုံကိုသူ့ရဲ့ပုံခိုရာနေရာအဖြစ်ရွေးချယ်ခဲ့ပါတယ်သူကအားကစားရုံထဲမှာရောဂါဖျားတွေအများကြီးစီပြီးပုံထားတာကိုသတိထားပြီးတော့အဲ့ဒီဖျားပုံကြီးရဲ့အလဲကိုလူတစ်ယောက်ပုံလို့ရယုံလေးနေရာလွတ်အောင်ဖောက်ထားလိုက်တယ်သူဝင်ပုံပြီးတော့အပေါ်ကနေတကယ်ဖျားအစ်စ်တွေနဲ့ပြန်ဖုံးလိုက်တာဘာမှထူးခြားတာမျိုးမမြင်ရဘူးပေါ့နော်ဒါအပြင်သူကနောက်ထပ်လုံခြုံရေးအတွက်ထပ်ပြီးတော့စီစဉ်ထားပါသေးတယ်သူကကျောင်းသားတွေကိုမျက်စိလဲအောင်လုပ်ပြီးအချိန်ဆွဲဖို့အတွက်အခမ်းမကြီးအလဲတက်မှာရှိတဲ့တပ်ထုဗီဒီယိုတွေထဲမှာမန်နီကင်းအယုတ်တွေအများကြီးထည့်ထားခဲ့တာပေါ့နောက်တစ်ဖက်မှာတော့ကစားသမားနှစ်ကီကပန်းကင်းလေးတစ်ခုကိုသူ့ဘာသာသူပြုပြင်လိုက်ပါတယ်သူကပြတင်းပေါင်နာကပန်းကင်းတောင်လေးကိုချဲလိုက်တာလူတစ်ယောက်တက်တောင့်တက်တာလှည့်လျောင်းနိုင်တဲ့အကျယ်ဝန်းလောက်ရှိသွားပါတယ်ဒါပေမဲ့ကျောင်းသားတွေသတိမထားမိအောင်သူကအပြင်ဘက်ကိုမူလပန်းကင်းရဲ့အတွင်ပြင်တဲ့ပုံစံအတိုင်းအနည်းဆက်ဆုံးဖြစ်အောင်တေချာပြန်လဲဖန်တီးခဲ့ပါတယ်ရှင်းကြည့်မယ်ဆိုရင်တော့ကစားသမား3ခုတို့ကာနာရဲ့အစီအစဉ်ကပို့ပြီးတော့ထက်မြက်ပါတယ်သူကဗီဒီယိုကိုပြုပြင်ခဲ့ပေမဲ့ဗီဒီယိုထဲတိုက်ရိုက်ဝင်ပုံဖို့မရွေးချယ်ခဲ့ပါဘူးအစားထိုးအနေနဲ့သူကထောက်နေရန်ရဲ့အစိပ်ပိုင်းလေးတစ်ခုကိုတူးဖော်ပြီးသူ့အတွက်ကိုယ်ပိုင်နေရာလေးတစ်ခုဖန်တီးခဲ့တယ်သူဝင်ပုံပြီးတော့ဗီဒီယိုကိုနေရန်နဲ့ကတ်နေအောင်ပြန်ပြီးရွှေ့ထားလိုက်တာပေါ့ပြုပြင်ထားတဲ့အတွင်တကားအချက်လေးကသူ့ရဲ့ပုံခိုရာနေရာကိုအပြစ်အနာအဆမရှိအဝင်ခွင်ကြဖုံးအုပ်ထားပါတယ်ဒီလိုဆိုတော့ကျောင်းသားတွေကဗီဒီယိုကိုဖွင့်ကြည့်ရင်တောင်ဘာမှမတွေ့ပဲသူတို့ရဲ့အာရုံစိုက်မှုကိုအောင်မြင်မြင်လမ်းကြောင်းလွှဲနိုင်မှာပါတကယ်ပြောရရင်ဒီနီလန်းကအတော်လေးကိုလိမ္မာပါနဲ့တဲ့ပညာတစ်ခုပါပဲကစားသမားလေးမန်ဆန်ကတော့တေချာလိလာပြီးနောက်မှာလက်စေးကန်အောက်မှာပုံဖို့နောက်ဆုံးဆုံးဖြတ်ခဲ့ပါတယ်သူဝင်သွားပြီးနောက်မှာတစ်သားပြတစ်ခုနဲ့ပိတ်လိုက်တာကဘယ်သူမှအောက်မှာပုံလို့မရဘူးဆိုတဲ့ထင်ရောက်ထင်မှားဖြစ်အောင်ဖန်တီးဖို့ကြိုးစားခဲ့တာပါအရင်ကစားသမားတွေနဲ့ရှင်လိုက်ရင်ကစားသမား9ဟီဘယ်ကပို့ပြီးလက်နဲ့ရှိုင်းပုံခိုပါတယ်သူကတကယ်တမ်းဆိုရင်မြေအောက်ထဲမှာသူ့ကိုယ်သူမြုပ်နှံထားခဲ့တာပါအဆုံးထိရောက်ရှိဖို့အတွက်သူကသူ့ကိုယ်သူလုံးဝမညာတာပါဘူးကျောင်းဝင်းထဲကဟင်းသီးဟင်းရွက်ခြံလေးတစ်ခုကိုတွေ့တော့သူကအရင်ဆုံးအောက်မှာပုံခိုဖို့နေရာလေးတူးလိုက်တယ်ပြီးတော့အပေါ်မှာမွန်လာဦးနီတူခင်းတစ်ခုကိုတေချာဖန်တီးလိုက်တယ်သူ့ဘောကအဖုံးကိုပိတ်လိုက်တာနဲ့အပြင်ကနေကြည့်ရင်ဘာအပြစ်အနာအဆာမှမရှိပဲလုံးဝပြည့်စုံနေတာကိုတွေ့ရပါတယ်ကစားသမား6မဆုအိုကတော့သူ့ရဲ့ပုံမှန်စတိုင်တိုင်းပုံနေရင်းကနေမျက်နှာပြဖို့အတင်းအကျပ်လုပ်ခဲ့ပါတယ်ဒီတစ်ခါတော့သူကယူဘဗေဒစာသင်ခန်းကိုသူ့နေရာအဖြစ်ရွေးချယ်ခဲ့တယ်သူကသူ့ကိုယ်သူဗီဒီယိုထဲမှာပုံပြီးတော့သူ့ခေါင်းပုံမှာလုံးဝိုင်းတဲ့ပစ္စည်းတစ်ခုကိုတင်ထားလိုက်တာကတော့သူ့ကိုယ်သူကဘာလုံးဖြစ်လုံးဝအသွင်ပြောင်းလဲထားလိုက်တာပါပဲကစားသမား9အာရမကအိမ်တွင်းမှာပုံတာကိုအမြဲတမ်းမကြိုက်တဲ့အတွက်ကျောင်းသားတွေနဲ့အတူ role playing game အခန်းကဏ္ဍကစားနည်းကိုကစားဖို့အတိအလင်းဆုံးဖြတ်ခဲ့ပါတယ်သူကဆရာတယောက်လိုဝစ်ဆင်ပြီးလူအုပ်ထဲကိုရောနှောဝင်ရောက်သွားတဲ့ကျောင်းသားတွေရဲ့အာယုံကိုလှည့်စားပြီးဆွဲဆောင်မှုအတွက်ခန္ဓာကိုယ်ပုံစံချင်းဆင်တူတဲ့တရုပ်ဆောင်10ယောက်ကိုလည်းငှားရမ်းထားခဲ့ပါသေးတယ်ကစားသမား8ကတော့ဒီပြိုင်ပွဲရဲ့လှုပ်ဝက်စမ်းကြဲတဲ့ပြိုင်ပွဲဝင်တယောက်ပါပဲကစားသမားအားလုံးပုံအောင်ပြီးတာနဲ့ကျောင်းသားတွေကချက်ချင်းဆိုသလိုအပြည့်အဝရှာဖွေမှုတွေကိုစတင်ခဲ့ပါတယ်ကျောင်းသားတွေကနေရာတိုင်းကိုရောက်လာကြတယ်ဘာလို့လဲဆိုတော့မြေအောက်ကုန်းခိုရာနေရာကိုအရန်ပြီးပြေဆုံးအောင်ဖန်တီးထားတာကြောင့်ကျောင်းသားအများကြီးကတယောက်ပြီးတယောက်ဘာထူးကြတာမှသတိမထားမိပဲဖြစ်သွားခဲ့ကြတာပါပဲနောက်တစ်ဖက်မှာတော့အားကစားရုံအလဲကတပ်တုဗီတိုဒါဇင်ပေါင်းများစွာကိုကျောင်းသားတွေဝိုင်းရံထားတယ်အားလုံးကစိတ်အားထက်သန်နေကြပေမဲ့ကစားသမားတွေရဲ့အရေးအယောင်ကိုတော့ရှာမတွေ့ကြသေးပါဘူးအားလုံးစိတ်သက်ကြစပြုလာချိန်မှာတော့ယူဘဗေဒစာသင်ခန်းကိုရှာဖွေနေတဲ့ကျောင်းသားတွေကတခုခုတော့မှားနေပြီဆိုတာကိုရိပ်မိသွားကြပါတယ်